အားလုံးပဲမင်္ဂလာပါ။သမင်းစားကြအောင်ဗျ။ဒီနေ့ကတော့ Super Sunday ဆိုတော့ဟင်းတွေကလည်းစုံနေရပါဗျ။ဒါတော့ကြက်သားဟင်းဒီမှာပေဒါချင်းဟင်းဒါကကျွန်တော်တို့မြင့်မှုနဲ့ကစုံရက်နဲ့ကြော်တာဒါကတော့ကျွန်တော်ကင်းမွန်ဒီနဲ့ဟိုကလည်းမြင့်နဲ့ကြော်တယ်ငပိချင်းဟင်းဒါငပိချက်ဒီမှာတော့တို့စရာအစုံပဲပြိတက်ကြီးတို့စရာအစုံပဲဒါတော့ကြက်ကြော်နော်ဒါကငြုပ်ဒီအစိမ်းတော့ဒါကတော့ကျွန်တော်ကြက်ဥကြော်ပြိတက်ကြီးငါပြိတက်ကြီးဆွဲအောင်ငပိချက်လေးတွေကျွန်တော်ထည့်ထားပြီးတော့ကျွန်တော်ပကံလေးတော့ဥချထားတာအမျိုးသမီးကငပိချက်နော်ဒါကြက်ဥကြော်ကျွန်တော်လက်နဲ့ပဲယူလိုက်တော့ကြက်ဥကြော်နော်ဒါဒီမှာပဲကြီးရှယ်ပဲကပြိတက်ကြီးစားကြအောင်ဗျပြိတက်ကြီးကိုကျွန်တော်ဥဖြင်းတာလေးကျွေးပါတယ်ဗျာကပြိတက်ကြီးစားကြအောင်ကပြိတက်ကြီးကျွန်တော်တို့ဆွဲပြီဒါတရကင်းတို့မယ်ဗျတရကင်းဟောပြီးချက်ပြီးနဲ့ကဲပေါ့ဒါတမရွက်ဒါ6ရက်ရှယ်ပဲအတူရအစုံပဲ6ရက်နေရှယ်ပေါ့ဟောနေအတူမြုံနဲ့ငပိချက်နဲ့တင်ကိုရှယ်ပဲဒီမှာငပိရလည်းပါသေးတယ်ဟောရတွတ်နော်ရဟာ6ရက်ဒီ6ရက်ဒီကြိုက်6ရက်ကဒီနိုင်တာပေါ့ဒီနဲ့တဲ့နေဟောဒါတခွားပြီးဟောပြိတက်ကြီးတာချက်သားကဲဟောကျော်ဟောပူစီနာတို့လိုက်မှာပူစီနာနဲ့ချက်သားကဲပဲပြိတက်ကြီး
ကျွန်တော်ဗီဒီယိုကိုအဆုံးထိကြည့်ပေးကြတဲ့ပရိသတ်တယောက်ချင်းတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်အားလုံးပဲ bye bye see you next video